ကဲဒါကတော့အမြဲအပြောခံရတဲ့ကားပြည်စရာရဲ့အဖြစ်ချက်ဘာဖြစ်လဲဆိုတော့တခါတလေကြရဲ့ကားဘရိတ်ကိုပဲအပြစ်တင်တယ်ဒါပေမဲ့ကားဘရိတ်ကတော့ဘာမှမဖြစ်ဘူးဖြစ်ချက်ကတော့ဒီဘရိတ်ဖမ်းတဲ့ဒီဘရိတ်ပကပြားပဲခေါ်တယ်ဗောနော်ဒီကောင်ကဘယ်လိုခေါ်ရလဲမသိဘူးဒါကဘရိတ်ပကပြားပဲဒီဘရိတ်ဖမ်းတဲ့ဟာမညီလို့တခါတလေဘရိတ်နေဘရိတ်ကအသာအော်ကီကွီကီနဲ့ဒါဖြစ်ချက်တခါတလေဘရိတ်ကိုပဲအပြစ်တင်တယ်ဘရိတ်မကောက်ဘူး quality မကောက်ဘူးတခါတလေဘရိတ်ကိုပြစ်တယ်တခါလေအမှန်တကယ်တော့မဟုတ်ဘူးဒီကောင်ပဲလုံတယ်ဒါကားပြုတ်ပြေစရာရဲ့အပြောခါရအများဆုံးကာစတမာတွေပြောတော့ဗောနော်ဘရိတ်လဲတာဘယ်လိုလဲဒီလိုဗောနော်သူ့ဟာကိုမသေးချအောင်လှုပ်ပေးလာတော့ဘာလို့ညာတော့ဗောနော်အမှန်တကယ်ရဒီကောင်အဖြစ်ချက်ကျွန်တော်တို့မြန်မာနိုင်ငံမှာဝါရှော့ဆိုင်တော်များများဒီဥစ္စာတော့ရှိတာတော့တိတ်မရှိဘူးကွာပြောမစင်ဆိုင်တိုင်းမှာတော့မရှိဘူးရှိတော့ရှိပါမလားသူစိုက်ကြီးတဲ့တွေ့ရတာလည်းမရှိပါဘူးဒီကောင်လည်းတကယ်အရေးကြီးတယ်ဒါတော့အရေးကြီးတဲ့ဟာတစ်ခုပဲဒီမှာကြာတော့သူများဘရိတ်တစ်ခါလဲရင်ဘရိတ်အဲ့ဒီပကဘရိတ်ကိုသူများတစ်ခါတတ်ရှိဒါရဒီကဒါကိုလုတ်ပြီးလို့ရှိရင်ဘရိတ်ကအော်သေးတယ်ဆိုလို့ရှိရင်ဒါဘရိတ်ရ quality မကောင်းဘူးလို့ပြောလို့ရတယ်ဒါကသိချင်တယ်ဒါဘရိတ် quality မကောင်းဘူးဒါတပ်ပြီးလို့ဟိသူအော်သေးတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါဘရိတ် quality မကောင်းဘူးချို့တယ်ဘရိတ်ဘယ်လိုပဲကောင်းကောင်းဝယ်ထက်ဖြစ်ချက်ရတော့ဒါဒီကတော့ဇေယျတဲ့ guide ဒီကတော့ overhaul လုပ်တော့ပါစီယိုစိတ်တယ်စီယိုစိတ်ပြီး overhaul ပြန်လုပ်တော့သူရဲ့စီလဲget overhaul